ဒီနေ့မှာအရေးကြီးတဲ့ကိစ္စရှိရဲဆိုရင်တော့မိတ်ဆွေအနေနဲ့ပြားရည်အနေငယ်စပြီးဆူတောင်း၍ဆောင်ရွက်သောအဖြစ်အရေးကြီးကိစ္စအတွက်အထူးအောင်မြင်ပါလိမ့်မယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာဒီစီစဉ်ကိုဘေဒင်ရတရာမီဒီယာကစီစဉ်တင်ဆက်ပြီးတော့အောင်ထူးဆန်းဘေဒင်ရတရာကန်းကအဓိကအကူအညီပံ့ပိုးပေးထားတာဖြစ်ပါတယ်ဒီစီစဉ်ကရတရာတွေကိုဆောင်ရွက်ကြခြင်းအပြင်ခုနှစ်ရက်သားများအားလုံးလူရဆန္ဒပြကြပါစေခင်ဗျာ2026ခုနှစ်မတ်လ17ရက်ဒီနေ့ဗုဒ္ဓနေ့အတွက်ရရစာခန္ဓာပြီး17ဆိုတဲ့နှစ်ကနန်းလွှမ်းမိုးမှုတွေကြောင့်မလို့ဒီလိုနေ့မျိုးမှာအပြိုင်ဆိုင်ပြောဆိုရတာတွေအပြိုင်ဆိုင်ရှင်ပြန်ရတဲ့ကိစ္စတွေတခုခုအတွက်ကိုအင်တိုက်အားတိုက်ကြိုးစားရုန်းကန်ရတာတွေစိတ်ကောလူရောပင်ပန်းတာမျိုးတွေကိုဖျက်ဆီးရတဲ့နေ့ဖြစ်ပါတယ်အောင်မြင်မှုတွေအတွက်ကြိုးစားအားထုတ်ရမယ်နေလို့နမိတ်ကောင်းဖတ်လိုက်ပါတယ်ဒီလိုနေ့မှာမိတ်ဆွေများအနေနဲ့အထူးအောင်မြင်ဖို့လို့အတွက်ဆိုရင်တော့မနေ့စောစောမှာလက်ဖက်ရည်အချိုတစ်ခွက်မြတ်စွာဘုရားရှင်ကိုလှူဒန်းပြီးဒီနေ့အတွက်ကံထူးကောင်းမှုဆုတောင်းလိုက်ကြပါခင်ဗျာဒီနေ့မှာမိရှုသန်းတင်ပွားမြင်ကြတဲ့ရင်သွေးရနာရီတော့ကတော့မဟာဘုတ်ဗေဒနိယဗုဒ္ဓနေဘဝမရဏဘဝဇာတာရှင်များဖြစ်ပြီးသင်ရင်မြေကြီးရှင်ရွှေထီးဆိုတဲ့ကံဇာတာနမိတ်နဲ့ခွင်လန်းကောင်းနေရမယ်ရင်သွေးရနာရီဖြစ်ကြပါတယ်ဒီနေ့ကြောက်တဲ့မွေးနေ့ရှင်တွေအတွက်ကုသိုလ်ရတရားလမ်းညွှန်ရမယ်ဆိုရင်တော့အုံတို့ခေါက်ဆွဲသို့မဟုတ်နိုးသိန်းခေါက်ဆွဲမြတ်စွာဘုရားရှင်ကလူချင်းယဟန်တန်ကလောင်းလူချင်းဆွေမျိုးမိသားစုများကိုဒါနပြုခြင်းကုသိုလ်လုပ်လိုက်ပါခင်ဗျာဒီနေ့ဟာအကျိုးပေးစိုးမိုးကဏ္ဍကတော့တစ်ကဏ္ဍ9ကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေများငွေကံကောင်းမှုလို့တော့ကတော့အရှိရက်ကိုမျက်နှာမူ၍9မုံကျော်စာရင်ငွေကံကောင်းမှုဆုတောင်းလိုက်ပါခင်ဗျာဈေးတိုင်းနဲ့စတိုးတိုင်းနဲ့ရောင်းပန်းသာဝယ်ပန်းလှဖို့တော့ကတော့ဆိုင်ရှိတက်တဲ့မျက်နှာမူရင်းနွားတို့အနေငယ်ပက်ဖြန့်ပြီးဈေးရောင်းကောင်းမှုဆုတောင်းလိုက်ကြပါအယောင်ထိုင်းနေတဲ့ကုန်ပစ္စည်းတွေအယောင်တက်သွားဖို့တော့ကတော့ဒီလိုနေ့မျိုးမှာခဲတံအသစ်ကလေးတစ်ချောင်းနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆုတောင်းလိုက်ရုံဖြင့်အယောင်ထိုင်းနေတဲ့ကုန်ပစ္စည်းတွေကအယောင်တက်သွားပါလိမ့်မယ်အမှုအခင်းကြုံနေတဲ့သူတွေရှိရဆိုရင်တော့အမှုအခင်းကြုံနေတဲ့သူရဲ့နာမည်ကို9တစ်တာဘူးမှာရေးပြီးသီလရှင်ဆရာလေးကိုလှူဒန်းလိုက်ပါခင်ဗျာကျမ်းမာရေးညံ့နေတဲ့သူတွေရှိရဆိုရင်တော့ဓာတ်စာဖြစ်နေဒီလိုနေ့မှာ9ကျော်သို့မဟုတ်9မုံကျော်စာရင်ကျမ်းမာဖို့အတွက်ဆုတောင်းလိုက်ပါခင်ဗျာအခြေအမြစ်တိုင်းအိမ်တော်ကြီးအဆင်ပြေဖို့လို့တော့ကတော့အိမ်ဖျားမှာအဝါရောင်ပန်းလေးတွေဝေနေအောင်ထိုးရင်အခြေအမြစ်တိုင်းအဆင်ပြေဖို့အတွက်ဆုတောင်းလိုက်ပါခင်ဗျာဒီနေ့မှာအရေးကြီးတဲ့ကိစ္စရှိရဲဆိုရင်တော့မိတ်ဆွေအနေနဲ့ပြားရည်အနေငယ်စပြီးဆုတောင်း၍ဆောင်ရွက်သောအဖြစ်အရေးကြီးကိစ္စအတွက်အထူးအောင်မြင်ပါလိမ့်မယ်ခင်ဗျာဒီစီစဉ်ကိုစောင့်မျှော်ကြည့်ရှုနေကြတဲ့ခုနှစ်သားများအားလုံးကိုစိတ်နှဖျားကျမ်းမာချမ်းသာပြီးလိုရာဆန္ဒပြည့်ကြပါစေလို့ဆုတောင်းမြတ်တာပို့သလိုက်ပါတယ်ခင်ဗျာ